Hi guys, welcome back to my channel. ဒီတစ်ခါယဒီဘန်ကောက်ရောက်တော့ Dream World ကိုသွားထားတဲ့ဗီဒီယိုလေးတွေကို share လုပ်ပေးပါမယ်။အခုကတော့ယဒီကိုတဲရဲ့ hotel ကနေပြီးတော့ taxi နဲ့ Dream World ကိုသွားနေပါပြီ။ Now it's on the way. Finally, we are here. ယဒီကိုအရန်ကိုပျော်နေတာပေါ့နော်။ဝင်ကြီးကတော့တယောက်ကိုဘတ်1000ပဲဖြစ်ပါတယ်။ဝင်ကြီးကတော့အမျိုးမျိုးရှိပေမဲ့ဘတ်1000ကတော့ဒီကစားကွင်းထဲမှာကြိုက်တာကစားလို့ရတယ်ပေါ့နော်။မြန်မာငွေနဲ့တွက်မယ်ဆိုရင်တော့တယောက်ကို3,200,000ကျော်လောက်တော့ကျမယ်ပေါ့နော်။ လေစီမယ်ဒီဗီဒီယိုရေး Speedy Mouse ပေါ့နော်။မိုးပြန်ရထားဖို့စီးပါပဲဖြစ်ပါတယ်။အရန်ကို excited ဖြစ်နေပါပြီ။ဝါဒါကတော့ဒီကိုတန်းစီနေရင်းနဲ့ဒီကားရဲ့အဖွဲက performance ပဲဖြစ်ပါတယ်။ယတိရဲ့ first time ကတော့ကြောက်တယ်ပြီးတော့အော်လဲအော်ခဲ့တယ်ပေါ့နော်ပြီးတော့ second time တော့ပေါ့နော်ပြန်ပြီးတော့စီးတဲ့အခါမှာမကြောက်တော့ပါဘူး You know that was so fun အခုကတော့ sightseeing train ကိုစီးပါမယ်ဒါဆိုရင်သူ့ရဲ့ view တွေပေါ့နော်ပြီးတော့ယဒီတို့ဒီဟာကိုစီးဖို့ဆုံးဖြတ်ချက်ချလိုက်တာပေါ့နော်အစကတော့ဒီဟာကြီးအရန်မြင့်လို့မစီးတော့ဘူးပေါ့နော်ဒါပေမဲ့တစ်ခါလောက် experience လို့ချင်လို့ပေါ့နော်အဲ့ဒါစီးပါပဲသူဟာတော်တော့မြင့်နေပေါ့နော် Okay, I'm readyကြားတဲ့အတားယဒီကိုအကျဲအယူအော်တာပေါ့နော် feeling လေးကိုပြောပြရမယ်ဆိုရင်တော့ကြောက်ဖို့လည်းအရန်ကောင်းတယ်ပြီးတော့ပျော်ဖို့လည်းကောင်းတာပေါ့နော်ယဒီ snow town ကိုတွေးလိုက်တာနဲ့အရန်ကိုပျော်သွားပါတယ်အထဲမှာတော်ကိုအေးလို့သူတို့က boots တွေရဲ့ဒီ coats ပေါ့နော်အဲ့ဒါတွေကိုပေးပါတယ်ယဒီခက်မှန် temperature ကတော့ -8 degree Celsius ပါယဒီကတော့အထဲကိုအရန်ဝင်ရှင်နေပြီမို့လို့အရန်ကိုပျော်နေပါတယ်ဒါတော့အစပဲရှိသေးတယ်တော်လေးကိုအေးနေပါပြီအခုတွေ့နေရတာကတော့ TikTok ပေါ်မှာအမြဲတမ်းတွေ့နေရတဲ့ snowboard ကြီးဟာပေါ့နော်အပေါ်ကနေပြီးတော့အောက်ကိုအဲ့လိုမျိုး short စီးရပါပေါ့နော်
အေးလဲအေးရဲ့အရန်လဲစီးချင်တော့အပေါ်ကိုမရရအောင်တက်တာပေါ့နော်ဒါကတော့အထဲကိုတောင်ရောက်နေပြီပြန်ပြီးတော့ထွက်ရမယ့်ပုံစံရှိရပေါ့နော်ဘာဖြစ်လို့လဲဆိုတော့တော်တော်ချောက်ဖို့ကောင်းလို့ပါအတဲမှာဆိုရင် तू ကအဲ့လိုကြောက်စရာကောင်းတဲ့တန်စင်လေးတွေဖွင့်ထားပေးရပြီးတော့ဒီနေရာမှာဆိုရင်ကလေးတယောက်ကထိုင်ပြီးတော့အဲ့လိုမျိုးခုံကိုလှုပ်နေရပြီးတော့တကားပိတ်တန်တွေလည်းအကျဉ်းကြရပြီးအော်ရဲတန်တွေလည်းကြားရတယ်ပေါ့နော်အဲ့ချိန်တော့ယူဒီတော်တော်ကြောက်နေရပေါ့နော်အထဲကိုဝင်ဖို့အတွက်ယတိတစ်ခု review ပေးချင်တာကတော့ decoration လေးတွေကတော့တော်တော်လေးကိုမိုက်တယ်ဒါပေမဲ့ရန်ကုန်က happy world လောက်တော့တိတ်ပြီးတော့ကြောက်စရာမကောင်းဘူးလို့ခံစားရတယ်ပေါ့နော်ယတိကကားမောင်းရတာကြိုက်တော့ယတိအတွက်ကတော့ easy ပါပဲပြီးတော့ယတိတို့တွေ black holes စီးရပေါ့နော်အဲ့ဒါကြတော့တန်းစီရရဲ့အထဲမှာဆိုရင်အယောင်တွေကလည်းကြည့်တော့လုံးဝ dim အယောင်လေးတွေလောက်ထားရပေါ့နော်ဘာမှတော့မတွေ့ရဘူးယတိအစထင်တာကြတော့အဲ့ဒီထဲမှာပေါ့နော်တရေတွေဘာတွေရှိမယ်ပေါ့နော်အဲ့လိုမျိုးပြီးမှပဲဒီအထဲမှာ roller coaster လိုမျိုးအကြီးပဲအဲ့ထဲမှာသူကလုံးဝမီးတွေဘာတွေမပေးထားဘူးအကုန်လုံးအမှောင်ချတာပေါ့နော်အဲ့ထဲမှာဆိုရင်လေအပေါ်တက်လိုက်အောက်ဆင်းလိုက်နေလေအများကြီးပဲဒီလိုမျိုးတစ်ခါမှမစီးဘူးတော့ experience တော့ရရပေါ့နော်တော်တော်လေးလည်းပျော်ခဲ့တယ်ပြီးတော့မူးအောင်မူးကျင်တယ်ပေါ့နော်ပြီးတာနဲ့ video roller coaster မစီးနိုင်တော့ဘူးပေါ့နော်ဒီလှေလေးကိုစီးရပေါ့နော်တယောက်ချင်းစီးရတဲ့ဟာလေးပါAround 1 million. မိုးကတခုကို30 50
30ပါနော် Okay တစ်ခုဝယ်လိုက်ပါလေဒီနေ့မရတော့မရှိတော့ယတိဒါအရှိရလူတွေစီးတာကိုတွေ့ပြီးတော့ဗောနော်လုံးဝအံ့ဩသွားတာလုံးဝတကူလုံးစုံသွားတာပဲပြီးတော့ယတိဒီဟာလေးလည်းစီးခဲ့ပါတယ်ယတိတို့တွေအများကြီးပျော်ခဲ့ရပါတယ်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြမယ် bye see you in the next video